ကဲမျိုးတို့ရေဒီနေ့ကတော့ကျွန်မမဲသားပြုတ်ကြုံလေးကြော်မှာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်မမဲသားကိုရှာလကာရည်နဲ့နှိပ်ပြီးတော့ရေသေးချဆေးပါမယ်ပြီးရင်တော့ကျွန်မဂျင်းပေါ့နော်ဂျင်းလေးကိုပပလေးလိထားပါမယ်ရှင်အရသာတွေကတော့ကျွန်မချူမုံလေးနဲ့စားနှင်းငယ်သုံးပါမယ်ကျမတို့လေမဲသားကိုစီးတဲ့ခါမှာကျမတို့ဒါရှာလကာရည်နဲ့လည်းဆေးလို့ရပါတယ်ကျမတို့မကြီးမဲ့လေးနဲ့နှိပ်ပြီးတော့ဒါဆေးလို့လည်းရပါတယ်တမယာသီးလေးညစ်ပြီးတော့ကျမတို့ဆေးလည်းရတယ်ပေါ့နော်ဒါတော့မိမိနဲ့တက်ရနီလန်းလေးနဲ့ဒါဆေးလို့ရပါတယ်တမယာသီးနဲ့ကျမတို့ပေါ့နော်ဆေးရင်တော့နည်းနည်းလေးမွေးပြီးတော့မဲသားလေးတွေကပို့ပြီးတော့မတင်းတင်းဖြစ်တယ်ပေါ့နော်ကဲရတာအတွက်ကိုကျမစနုံမုတ်လေးထပ်ထည့်မယ်ပြီးရင်တော့ကျမတမအောင်နေပြီးနှက်ထားပါမယ်ရှင်အရင်ဦးဆုံးကျမအိုးပူလောင်ထည့်ပါမယ်အိုးပူလာပြီဆိုရင်တော့ကျမတို့နှက်ထားတဲ့မဲသားလေးတွေကိုကျမတို့ရေလုံးဝမထည့်သေးဘဲနဲ့လုံးပေးမှဖြစ်ပါတယ်ရှင်ကျမတို့မဲသားလေးတွေတင်းသွားတဲ့ဒီလုံးပေးမှဖြစ်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကျမတို့လုံးရည်လေးတွေခန်းစားပြုလာပါပြီရှင်လုံးရည်လေးတွေခန်းစားပြုလာပြီဆိုရင်တော့ကျမယူနေလေးနဲ့ငယ်ထည့်ပါမယ်ကျမတို့ယူနေလေးတဲပြီးတော့ပေါ့နော်ယူနေလေးနဲ့ငယ်ထည့်တာပို့ပြီးတော့မဲသားကိုနူးစေပါတယ်ကျမတို့မဲသားကိုပြုတ်တဲ့အခါမှာလေကျမတို့ရေကိုအများကြီးတစ်ခါတည်းနဲ့မထည့်ပါနဲ့နည်းနည်းချင်းစီထည့်ပြီးတော့နူးသွားတဲ့အထိပြုတ်ပေးပါအဲ့ဒါပို့ပြီးတော့သားလေးတွေကပိုနူးပြီးတော့ပိုစားကောင်းပါလေရှင်ကဲကျမမဲသားလေးပြုတ်ထားပါမယ်ရှင်ကဲခုဆိုရင်တော့ဒါပေါ့ပွက်ဆူလာပြီမဲသားလေးလည်းနူးသွားပြီပေါ့နော်မဲသားလေးနူးပြီဆိုတော့ကျမခဏဆယ်ထားလိုက်ပါတယ်ကဲပြီးရင်တော့ကျမအတုံးလေးတွေနည်းနည်းလေးပြန်တုံးထားပါတယ်ရှင်ကဲပြီးရင်တော့ကျမတို့စီပူလောင်တဲပါမယ်စီပူလာပြီဆိုရင်တော့ကျမတို့မဲသားလေးစပြီးကြော်ပေးမှာဖြစ်ပါတယ်ရှင်ကျမတို့မဲသားကြော်တဲ့ခါမှာကျမတို့ရင်ဦးဆုံးမီးအေးလေးနဲ့ပေါ့နော်ကျမတို့ကြော်ပေးရမှာဖြစ်ပါတယ်ရှင်ကျမတို့မီးပြင်းနဲ့ကြော်လိုက်မယ်ဆိုရင်တော့အမဲသားတွေကကျမတို့တူးပြီးတော့ပေါ့နော်ချက်ချင်းတူးသွားမှာပါအိုးထဲထည့်တာနဲ့ပြီးတော့စားလို့လည်းမကောင်းပါဘူးရှင်မဲသားကျမတို့ပြုတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒါကျွတ်လေးပေါ့နော်ဖြစ်သွားတဲ့အထိကိုမီးအေးလေးနဲ့စိတ်ရှိလက်ရှိကြော်ပေးရုံပါပဲရှင်ခါလေးကျမတို့ပေါ့နော်ဒီဟင်းနှစ်တီပါရင်နဲ့မစားချင်တဲ့ခါမျိုးကြရင်ကျမတို့ပေါ့နော်ဒီထမင်းပူပူလေးနဲ့ပေါ့နော်ထမင်းပူပူလေးစီစမ်းပြီးတော့ဒီလိုမဲသားပြုတ်ကြော်လေးနဲ့စားရတာလေအင်မတန်စားကောင်းပါတယ်ရှင်ကျမကတော့ချက်ထားတဲ့ဟင်းတွေမစားချင်တဲ့ခါပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျရင်ဒီလိုမိုးရင်းခါမျိုးကြရင်တော့ဒီလိုမျိုးပြုတ်ကြော်လေးတွေကြော်တယ်ကြော်ပြီးရင်တော့ကျမကတော့ထမင်းစီစမ်းမြေပဲဆန်လေးနည်းနည်းလေးနဲ့ပေါ့နော်ထမင်းကိုစီစမ်းနေပြီးတော့ဒီလိုမဲသားပြုတ်ကြော်လေးနဲ့စားတာကိုအင်မတန်ကြိုက်ပါတယ်ကဲခုဆိုရင်တော့ရောင်လေးရလည်းရဲလာပြီပေါ့နော်ကျမတို့ပေါ့နော်နည်းနည်းအီလေးပဲကြိုက်တယ်ဆိုရင်တော့ဒီနေထားမှာချလို့ရပြီပေါ့နော်ကျမကတော့နည်းနည်းလေးပေါ့နော်ဒီတခါကျွတ်လေးကြော်မှာဖြစ်ပါတယ်ရှင်ကဲကျမတို့စိတ်ရှိလက်ရှိရောမွေတော့ပြရပါမယ်ရှင်က
ကဲခုဆိုရင်တော့ကျမလိုချင်တဲ့နေသားလေးလည်းရသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျမဂျင်းလေးနဲ့ကြက်သွန်ဖြူတပြားရိုက်တာလေးထည့်ပြီးတော့ကျမတို့စပြီးကြော်ပေးပါမယ်ပြီးတော့ကျမတို့ဂျင်းနဲ့ကြက်သွန်ဖြူတပြားရိုက်ထားလေးတွေကကျမတို့ဒါကျွတ်ပြီးတော့ပေါ့နော်မွေးသွားတဲ့အထိဆက်ပြီးတော့ကြော်ပေးပါမယ်ကျမတို့ဒီလိုမျိုးပြုတ်ကြော်လေးတွေကလည်းကျမတို့ဒါဒီလိုကြာရှည်ထားခံတယ်ပေါ့နော်ဒီလိုမျိုးလေးပြုတ်ပြီးတော့အကျွတ်လေးပြန်ကြော်တာတော့ကျမတို့ကြာရှည်ထားခံပါတယ်ကျမတို့ဂျင်းနဲ့ကြက်သွန်ဖြူနဲ့ထည့်လိုက်တဲ့ခါမှာတော့ကျမတို့အနှံလေးကလုံးဝမွေးတက်လာတာပါပဲရှင်။ကဲလို့ပေါ့နော်ဂျင်းနဲ့ပေါ့နော်ကြက်သွန်ဖြူတို့ဘာလို့မကြိုက်ဘူးဆိုရင်လည်းတချို့ကကျမတို့ပြင်းတော်သိမ်းရွက်ပုံထည့်ပါတယ်။ပြင်းတော်သိမ်းရွက်ကိုကျမတို့အိုးချကန်ဒီမှာထည့်ပါ။အိုးချကန်ဒီမှာထည့်လိုက်ရင်သူကအနှံလေးကမွေးပြီးတော့ကြတော့ပေါ့နော်။ပို့ပြီးစားကောင်းတယ်ပေါ့နော်။ကျမတော့ပြင်းတော်သိမ်းရွက်တော့မထည့်တော့ပါဘူး။ဂျင်းနဲ့ကြက်သွန်ဖြူပေါ့နော်တပြားရိုက်ထားလေးပဲထည့်ပြီးကြော်လိုက်ပါတယ်ရှင်။ကဲခုဆိုရင်ကျမရဲ့မဲသားပြုတ်ကြော်လေးရပါပြီ။စားကြပါအောင်ရှင်ကြော်စားကြည့်ကြပါနော်အရင်စားကောင်းပါတယ်ကြည့်ရှုသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်